Hello မင်္ဂလာပါအိမ်မှာငှက်ပြောသီးတွေအရမ်းမှဲ့နေတာနဲ့ပဲငှက်ပြောသီးကိတ်လေးလှူစားဖြစ်ပါတယ်ငှက်ပြောသီးကိတ်လှူဖို့အတွက်ဖီးချမ်းငှက်ပြောသီးအရွယ်တော်နှလုံးခွဲသုံးထားပါတယ်တီးမွေးငှက်ပြောသီးဆိုရင်တော့ကိတ်ကအနံ့လေးပူမွေးတာပေါ့နော်ခေတ်တို့အိမ်မှာတော့ဖီးချမ်းပဲရှိလို့ဖီးချမ်းကိုပဲသုံးထားပါတယ်အရင်ဆုံးငှက်ပြောသီးတွေကိုကြည်ညက်နေအောင်ခြေပါမယ်နှုတ်စိမ်း50 gram ထည့်မယ်နှုတ်စိမ်းနေရာမှာနွားနို့ကိုသုံးလေးရပါတယ်တံမြာသီးအနည်းငယ်ညှစ်ထည့်မယ်ဗနီလာ extract လေးအနည်းငယ်ထည့်မယ်ပြီးရင်အားလုံးကိုနှံ့နေအောင်မှွေပေးလိုက်ပါတယ်ပြီးရင်ခဏထားပြီးတော့ကြက်ဥလေးလုံးလေးကိုစားလက်ဖက်ရည်စုံရဲ့တစ်ဝက်တကြားထမင်းစားစုံနဲ့8စုံထည့်ပြီးမှွေပေးလိုက်ပါတယ်မှွေနေရင်ကနေကြက်ဥတွေဖြူပြီးတော့ပွားလာပြီဆိုရင်တော့ကိတ်ကြုံ200 gram ဘေကင်ပေါင်ဒါလက်ဖက်ရည်စုံရဲ့တစ်စုံဘေကင်ဆိုဒါလက်ဖက်ရည်စုံနဲ့တစ်စုံတို့ကိုစကားတိုက်ပြီးတော့ထည့်ပါမယ်ပြီးရင်တော့အားလုံးကိုရောမှွေပေးလိုက်ပါတယ်မုတ်သားလေးတွေချောပြီးတော့အလုံးအခဲတွေမရှိတော့ဘူးဆိုရင်စီ180 gram ကိုနည်းနည်းချင်းစီထည့်ပြီးမှွေပေးလိုက်ပါတယ်စီတွေမုတ်သားတွေအောက်မှာအနေမထိုင်နေအောင်လို့တေချာလေးမှွေပေးလိုက်ပါတယ်နှံ့သွားပြီဆိုရင်တော့ခုနခြေထားတဲ့ငှက်ပြောသီးတွေကိုထည့်ပါမယ်ပြီးရင်ပြန်မှွေပေးလိုက်ပါတယ်ပြီးရင်တော့အိမ်မှာလည်းအလွယ်တကူရှိနေတာနဲ့စပီသီးကြောက်လေးတွေထည့်ပေးလိုက်ပါတယ်အားလုံးကိုနှံ့နေအောင်မှွေပေးပြီးပြီဆိုရင်တော့စီတိုတုတ်ထားတဲ့ဖုံးမဲ့ပန်းလေးကိုမုံနှစ်တွေကိုထည့်လိုက်ပါတယ်အသုံးပြုထားတဲ့မုတ်ပန်းလေးကတော့ရှစ်လက်မစိုက်ပါရှင်မျက်နှာပြင်ညီအောင်ညှိလိုက်ပါတယ်ပြီးရင်လည်းအပေါ်ကနေစပီသီးကြောက်လေးတွေထပ်ပြီးဖြူထည့်ပေးလိုက်ပါတယ်ကဲအခုဆိုရင်စားဖုတ်လို့ရပါပြီ10မိနစ်လောက်ကြိုတင်ပူပေးထားတဲ့အာဗန်မှာအပေါ်မီ160အောက်မီ180နဲ့မိနစ်40လောက်ဖုတ်ခဲ့ရပါတယ်ကိတ်လှလှလေးတော့ရလာပါပြီအနံလေးကမှုေးနေတာပဲကိတ်လေးကိုအေးခံထားပြီးအေးသွားတော့မှကိုလိုချင်တဲ့ပုံစံလေးလှီးလိုက်ပါတယ်ငှက်ပြောသီးကိတ်လေးရလေနူးညံ့ပြီးအနံလေးရလည်းမှုေးလို့အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်အာဟာရလည်းပြေခလေးလူကြီးမီဝေးကြိုက်ကြတာမို့လို့လှူစားကြည့်ကြနော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးသူအားလုံးကိုကျေးဇူးပါနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်